တားရသမီးတို့အခုဆရာကြီးပြထားတဲ့ပုံရတူတွေကိုရှာခိုင်းနေဆိုရင်မိကွင်းကိုတိကျဖတ်ပါမိကွင်းထဲမှာတချို့ကဆရာတို့ပုံရိပ်ထဲမှာပါတာကညာဘက်ရှိပုံရတူတွေကိုရှာပါလို့ပြောတာအဲ့ဒီမိကွင်းကိုဆရာကြီးကနောက်တစ်မျိုးပြောင်းပြီးတော့မိကြည့်မယ်ပေးထားသောပုံဤဒုတွေကိုရှာပါပေးထားသောပုံဤဒုတွေကိုရှာပါနဲ့ညာဘက်ရှိပုံဤဒုတွေကိုရှာပါနဲ့အတူတူပါပဲတောက်သမီးတို့မိကွင်းကိုဆိုပြီးဆိုတာမဖြစ်ပါနဲ့ဒါဆိုရင်မိကွင်းစာရွက်ထဲမှာသူပြီးထားတဲ့ပုံအတိုင်းဆရာကြီးကရှာရမှာပါသူပြီးထားတဲ့ပုံရဒုတဲ့အတိုင်းဆရာကြီးရအောင်တွက်ပါမယ်တွက်တဲ့အခါမှာတောက်သမီးတို့ဒီပုံဟာတချို့ကျောင်းသားကျောင်းသူတွေကပုံကိုကြည့်ပြီးတော့ခေါင်းထဲမှာရှုပ်ထွေးသွားတတ်ပါတယ်အဲ့ဒီရှုပ်ထွေးမသွားအောင်ဆရာကြီးဟာဥပမာတစ်ထောက်ကိုပုံစံနဲ့တောက်သမီးတွေကိုဆရာကြီးရဲ့အနီးနားမှာရှိတဲ့ခဲပြက်အတော်ဝင်းနဲ့တောက်သမီးတို့ကိုမြင်အောင်ဆရာကြီးကတေချာရှင်းပြမှာဖြစ်ပါတယ်တေချာနောက်ကနေလိုက်ပြီးတော့စဉ်းစားပါတွေးပါကိုတိုင်ရောလက်တွေ့တွဲကြည့်ပါအဲ့ဒါမှတောက်သမီးတို့တကယ်တွက်တတ်သွားမှာပါအခုပြီးထားတဲ့ပုံကသူကခဲပြက်တတော်အပြည့်မဟုတ်ပါဘူးဒီနားမှာသူကဆရာကြီးတို့တောက်သမီးတို့ကိုခဲပြက်ကလေးတွေကိုတငယ်ချင်းတွေနဲ့ကစားတဲ့အခါမှာဒီနားကိုဓာတ်နဲ့ပြီးတော့ဖြတ်ထုတ်ပေးလိုက်တယ်အဲဒါဆိုဒီဖြတ်ထုတ်သွားတဲ့အခါမှာအဲ့ဒီနာရော့သွားတယ်သူ့ရဲ့ဒူးတွေကိုဆရာကြီးကရှာပြီးတော့စဉ်းစားမှဖြစ်ပါတယ်အဲအကြောင်းတောက်သမီးတို့မြင်အောင်ဆရာကြီးလက်တွေ့တက်ထောက်ကုန်နဲ့ပြပေးပါမယ်အခုမြင်နေရတဲ့ပုံကတော့သူလူချင်းနဲ့ဒူးတဲ့ပုံစံနဲ့ဖြစ်ပါတယ်အဲ့ဒီပုံစံမျိုးကိုသူကဒုတဲ့တန်မို့သူကတိတိကျကျသိချင်တာဟုတ်ပြီဒါဆိုရင်တောက်သမီးတို့ကိုမြင်အောင်ခဲပြတ်တုံးနဲ့ဆရာကြီးပြမယ်ဒါဆိုရင်ဒီခဲပြတ်တုံးကဆရာကြီးဒီနားမှာဆရာကြီးဓာတ်နဲ့ဆရာကြီးဟုတ်ပြီနော်လိမထုတ်သေးဘူးအပြည့်ပေါ့ဒါဆိုရင်ဆရာကြီးကဒီခဲပြက်တုံးလေးရဲ့တတော်လုံးဟုတ်ပြီနော်အဲ့ဒီခဲပြက်တုံးတတော်လုံးရဲ့ဆရာကြီးကပါကိုရှာမှာတော့ဒူးတွေကိုရှာမယ်ဒါဆိုရင်ဟုတ်ပြီဒါဆိုရင်တားရုပ်သမီးတို့ကိုမြင်အောင်ဆရာကြီးကပြမယ်ခဲပြက်တုံးလေးနော်ဒီကောင်က9စင်တီမီတာဆိုရင်သူ့ကိုဆရာကြီးက9စင်တီမီတာထားမယ်ဟုတ်ပြီဒါဆိုရင်ဒီဘက်က8စင်တီမီတာကဆရာကြီးကိုခဲပြတ်တုံးလေးရဲ့ဒီဘက်အနားပေါ့နော်ဒီဘက်နားကဆရာကြီးကဘယ်နှစ်စင်တီမီတာတော့10မီတာရှိတယ်ဟုတ်ပြီဒါဆိုရင်ဆရာကြီးကိုဒီအောက်ကနေဒီအပေါ်ဒီအမြင့်ကဘယ်နှစ်မီတာရှိမှာတော့9မီတာဆရာကြီးကရှိပါတယ်โอเคဒါဆိုရင်ဆရာကြီးကဒီခဲပြတ်တတော်လုံးရဲ့ဆရာကြီးဒူးတွေကိုအရင်ရှာမယ်ဒါဆိုရင်ဒီခဲပြတ်တတော်လုံးရဲ့ဒူးတွေကိုအရင်ရှာမယ်ရှာတဲ့အခါမှာဒါ9ဒါ10ဒီကနေဒီထိကအမြင့်ဟုတ်ပြီနော်ဒါဆိုရင်9ရဲ့8ရဲ့ဒီကနေဒီထိအမြင့်က9ရဲ့ဒီ3ခုကိုဆရာကြီးတို့ကညှောက်မယ်အဲဆိုတော့ဆရာကြီးတို့ဒူးတွေရဲ့ပုံသင်နည်းကိုရေးပါမယ်ဒူးရဲ့ပုံသင်နည်းကလျာအမြောက်အနံအမြောက်အမြင့်ဖြစ်ပါတယ်ဆရာကြီးတောက်သမီးကိုပြောပြထားတဲ့အရှိတီးပါခေါ်တဲ့အရှိတီးလျာကိုခေါ်ပါတယ်9မီတာအနံဒီဆရာကြီးတို့ကတော့ပြောထားတဲ့10မီတာရှိပါသည်အမြင့်ကဆရာကြီးတို့9မီတာရှိပါသည်အဲဒါကြောင့်ဆရာကြီးအရင်ဆုံးခဲပြတ်တတော်လုံးရဲ့ဒူးတဲ့တန်မိုးကိုရှာပါမယ်9ရဲ့10ရဲ့9ရဲ့ဆရာကြီးမြောက်မယ်မြောက်တဲ့ကမ္ဘာတော်သူတို့အကျဉ်းထဲမှာတိကျသွားပြီးတော့မှန်အောင်မြောက်ပါဒူးတယ်ကိုရှာတာဖြစ်တဲ့အတွက်ကြောင့်ဒူးတယ် unit ကတောက်သမီးကိုဆရာကြီးပြောပြထားတယ်
ကုပါနဲ့ဆရာကြီးထွက်ပါမယ်အဲ့ဒါဒူးတယ်တို့တဲ့ခါမှာအဖြေမှာကုပါတက်ရမယ်သူတော်ခိုင်းတာ unit ကဘာ unit တုံးမီတာဖြစ်တဲ့အတွက်ကြောင့်ဆရာကြီးကကုပါမီတာနဲ့အဖြေမှာတက်ရမှာဖြစ်ပါတယ်အဲကြောင့်ဆရာကြီးတို့က98ကို9ရ8ရ9ရမြောက်မယ်9နဲ့8နဲ့တော့98ကို90နဲ့92ကိုဆရာကြီး9နဲ့ထပ်မြောက်မယ်အဲဆိုတော့9နဲ့စိတ်လေးတစ်တင်949တင်းနဲ့ပေါင်းတော့50 900နဲ့ဟုတ်ပြီနော်ပြေးကြပါတယ်အဖြေက900နဲ့9ပါမီတာရပါတယ်အဲ့ဒါဆရာကြီးတို့ကခဲပြက်တတောင်းလုံးဒူတယ်ဖြစ်ပါတယ်သူမေးထားတဲ့တန်ဖိုးကဆရာကြီးကဂျားထဲမှာသူကဓာတ်နဲ့ဖြတ်ထုတ်တဲ့ပုံစံကိုသူကသိကျင်တာဒူတဲ့တန်ဖိုးသိကျင်တာဖြစ်တယ်အဲ့ဒါကြောင့်ဆရာကြီးတို့ကတောက်သမီးတို့မြင်အောင်ဒီကပြရေကိုဖြတ်ထုံးမယ်ဒူတဲ့ပုံစံကိုဆရာကြီးရှင်းပြပါမယ်ကပြရေကိုတခြားကြည့်ပေးပါအခုတောက်သမီးကိုမြင်အောင်ဆရာကြီးခဲပြပုံမှာမှင်နေနဲ့ဆရာကြီးဆွဲပြထားပါတယ်အဲ့ဒီဆွဲပြထားတဲ့နေရာကိုဆရာကြီးကဓာတ်နဲ့ဖြတ်ထုတ်ပြပါမယ်ဖြတ်ထုတ်တဲ့အခါမှာအခုဆရာတို့ဖြတ်ထုတ်ခြင်းတဲ့နေရာရဲ့ဒီပုံရဒါရအရှိပေါ့အရှိဆိုတော့ရသူက3မီတာဖြတ်ထုတ်မှာဒါဆိုရင်ဒီမှာတွေ့နေတဲ့ဟာကတန်မိုးကဆရာကြီးပြောတာလေဒီအောက်ကနေဒီအပေါ်ထိဆိုရင်ဘာခေါ်တော့အမြင့်ခေါ်တယ်အခြေကနေအမြင့်ဟုတ်ပြီနော်ဒါဆိုရင်ဒါအမြင့်ရဲ့တန်မိုး2မီတာဒါဆိုရင်အဲ့ဒီခဲပြတ်တုံးမှာသူ့ရဲ့အကျယ်ရှိတယ်အဲ့ဒီအကျယ်ကိုသိချင်ရင်ဘေးဘက်ကိုစောင့်ကြည့်ခါမှာဒါသူ့ရဲ့အကျယ်ကဆယ်ရော8မီတာဆိုအဲ့ဒီအကျယ်ကဆယ်ရောမပြောင်းပါဘူးခဲပြတ်ကိုဒီမှင်နေရာကိုဓာတ်နဲ့ဖြတ်ထုံရောသူ့ရဲ့အကျယ်ကဒီအကျယ်ကြီးအတိုင်းပဲရှိနေမှာပါအဲဒါကြောင့်ဒီခဲပြတ်တုံးမှာအကျယ်ကမပြောင်းပါဘူးဆယ်ရောဖြတ်ထုံမဲ့ပုံစံကအရှိ3မီတာဖြတ်သွားမယ်အမြင့်က2မီတာဖြတ်သွားမယ်အကျယ်ကတော့ဆရာတို့အကျယ်ကတော့10မီတာအတိုင်းပဲတောက်သမီးတို့တွေ့ရမှာဖြစ်ပါတယ်တောက်သမီးတို့မြင်အောင်ဆရာကြီးကဲပြက်ကိုဓာတ်နဲ့တကယ်ပြတ်ထုတ်ပြပါမယ်ကဲအဲ့ဒါကတော့တောက်သမီးတို့သူရှာခိုင်းတဲ့ပုံရဲ့ဒူတဲ့ပုံစံအတိုင်းဖြစ်သွားပါတယ်ဒါဆိုရင်တောက်သမီးတို့ကခုနကဆရာကြီးတို့မဖြတ်ခင်ကရှာထားတဲ့ဒူတဲ့တံမိုးတွေကနေအခုဆရာကြီးတို့ဖြတ်ထုတ်ထားတဲ့ဒီဒူတဲ့ကြီးရဲ့တန်မိုးကိုဆရာကြီးကနှုတ်မယ်ဆိုရင်သူရှာခိုင်းတဲ့ဒီပုံလေးရဲ့ဒူတဲ့ကိုရမှာဖြစ်ပါတယ်။တောက်သမီးတို့နားလည်ကြမှာထင်ပါတယ်။ဆရာကြီးဟုတ်ပြီနော်တွက်ပြပါမယ်။